အခြေအနေတွေကတော့တကယ်ကိုထိမရတော့ဘူးရခိုင်တပ်တော် AA ကနေပြီးတော့စစ်တွေနဲ့ကြောက်ဖြူမျိုးကစကောင်စီရဲ့ရုံးချုပ်တွေကိုလေကြောင်းတွေတိုက်ခိုက်လိုက်တာဖြစ်တဲ့အတွက်ရခိုင်တပ်တော် AA ဟာတကယ်ပဲလေကြောင်းကာကွယ်ရေးပစ္စည်းတွေလေကြောင်းနဲ့ပတ်သက်တဲ့တိုက်လေယာဉ်တွေ drone အစင်းမြစ်တွေရရှိသွားပြီလားဆိုပြီးတော့အခုချိန်မှာတနိုင်ငံလုံးဆွေးနွေးမှုတွေဘလူးပြန်နေတာပါဒီကိစ္စသာရခိုင်တပ်တော် AA သာလေရင်ကိုမောင်းနှင်နိုင်သွားပြီလေရင်ရသွားပြီဆိုရင်တော့ဖြစ်စစ်ကောင်စီအတွက်အင်မတန်မှ NDA ကတော့နည်းနည်းပါးပါးမဟုတ်တော့ဘဲနဲ့ကြီးကြီးမားမားဖြစ်သွားပါပြီလောလောဆယ်တိုင်းသားလက်နက်ကင်တွေထဲမှာနေမြေစုမှုမှုအများဆုံးရရှိထားတဲ့တိုင်းသားလက်နက်ကင်ကရခိုင်တပ်တော် AA သာဖြစ်ပါတယ်ရခိုင်ပြည်နယ်မှာရခိုင်တပ်တော် AA ဟာဆိုရင်တော့ဖြစ်သူတို့ရဲ့ရခိုင်တပြည်လုံးကိုရရှိထားပြီဖြစ်ပြီးတော့မြို့2မြို့3မြို့သာကျမ်းမာတော့တယ်စစ်တွေကြောက်ဖြူမန်အောင်စရည်အဲ့ဒီမြို့လေးတွေဒါเนาะကျွန်တော်မြို့လေးဆိုတဲ့အခါမှာအဓိကမြို့ပေါ့လေဒါเนาะရခိုင်ပြည်ရဲ့အဓိကမြို့တော်ကစစ်တွေဒုတိယမြို့တော်ကကြောက်ဖြူဒီဟာတွေဒါကျန်တော့တာဖြစ်ပြီးတော့တကယ်လို့ဒါအဲ့ဒါဒါရခိုင်တပ်တော် AA ကလေချောင်းကိုပိုင်ဆိုင်ပြီးတော့ရသွားမယ်ဆိုရင်တော့တော်တော်လေးကိုဒါပြောစရာဖြစ်သွားတော့မှာပဲဖြစ်ပါတယ်မြောင်းလန်ကလည်းလဲလောဆယ်အခြေအနေမှာဗျာเนาะတကယ်ကိုမှဘယ်လိုပြောရမလဲရုရှားကိုသွားပြီးတော့လေချောင်းရဲ့เนาะပစ္စည်းတွေလေရင်အစိပ်ပိုင်းတွေသွားဝယ်ယူနေရပါတကယ်ကိုမှရက်တီအားစီမံကိန်းချပြီးတော့တိုင်းသားလက်နက်ကင်တွေကိုပုံချဲတတ်မယ် PDF တွေကိုပုံချဲတတ်မယ်လုပ်ခဲ့ပဲမယ်လေခုချိန်မှာရခိုင်တပ်တော် AA ရဲ့ဘဲကမှန်မတိအကူအညီရရှိသွားပြီးလေချောင်းနဲ့ပတ်သက်တဲ့ပစ္စည်းရရှိသွားတယ်ဆိုတဲ့သတင်းကတော့တော်တော်လေးကိုလှုပ်ခတ်သွားခဲ့တာပဲဖြစ်ပါတယ်နောက်ထပ်သတင်းကတော့စကိုင်းတိုင်းပေါ့လေစကိုင်းမြို့မှာဒါစကိုင်းတရားပေါ်မှာရှိတဲ့စစ်တပ်စစ်စေးကိန်းမှာမြောက်ဝတီမြို့မှာပြန်လာတဲ့ထိုင်းပြန်လူငယ်18ဦးကိုစစ်တပ်ကခီးတဲ့ရင်ပေါ်မှာဆွဲချပြီးတော့ရိုက်နှက်ဖမ်းဆီးသွားကြောင်းသိရတယ်ပေါ့နော်အင်မတန်မှကြောက်ဖို့ကောင်းနေပြီအခုလောလောဆယ်မှာပြည်သူတွေတော့နေတိုင်းကြားကြမှာပါစစ်ကောင်စီကဒါကျွန်တော်ရက်တရာစီမံကိန်းကအောင်မြင်မှုမရှိဘူးဒါကြောင့်မလို့သူတို့အနေနဲ့နိုင်ငံတစ်ပြန်ထောင်ဖို့အတွက်ပြန်လေတိဆောက်ဖို့အတွက်ဒါနှစ်အချိန်ယူမယ်ပေါ့နော်အချိန်ယူတဲ့အခါမှာစစ်မှုထမ်းဥပဒေကိုပုံမှုပြီးတော့ဒါအဓိကနေရာမှာကျင့်သုံးသွားမယ်ပေါ့နော်ဒါကြောင့်မလို့တေးသေးကိုလူပေါင်းအရောက်ရာချီလောက်ကိုပြောင်းနေတာပေါ့နော်နိုင်ငံလုံးမှာဆိုတော့အခုလ23ရက်နေ့ဒါစကိုင်းတိုင်းတရားစစ်ဆေးခင်မှာခီးတဲ့ရင်ကားများကိုစစ်ဆေးနေစမှာပဲမြဝတီမှာပြန်လာတဲ့ထိုင်းပြန်အမျိုးသားလူငယ်18ဦးကိုစစ်ကောင်စီတပ်ကဖမ်းဆီးသွားခြင်းဖြစ်ပြီးလက်ရှိမိသည့်နေရာကိုဖမ်းဆီးခေါ်ဆောင်သွားတာမသိသေးကြောင်းဒါသိရတယ်ပေါ့နော်ဒါကလေးတွေမှာနိုင်ငံပြည့်လို့သူများနိုင်ငံမှာအလုပ်သွားလို့ရတယ်ခါမှသူများနိုင်ငံမှာလည်းတရားဝင်เนาะမဟုတ်တဲ့ခါကျတော့အဖမ်းဆီးများတွေเนาะအလုပ်လဲလုပ်လို့မရငတ်တဲ့ခါကျတော့မြန်မာနိုင်ငံကိုပြန်လာတဲ့ခါမှာအခုလိုမျိုးလမ်းမှာပြန်အဖမ်းခံရတယ်ဆိုတော့ကမြန်မာနိုင်ငံရဲ့အနာဂတ်ကမတွေးစရာเนาะကျွန်တော်တို့တကယ်ကိုမှအခြေအနေဆိုးရွားနေပြီစစ်တပ်ကเนาะကျွန်တော်တို့မနေ့ကဆိုရင်မနေ့ကပေါ့လေဒါစကိုင်းတိုင်းဒါစကိုင်းတရားဂိတ်မှာခီးတဲ့ကားပေါ်ပါလာတဲ့မြဝတီကပြန်လာတဲ့လူငယ်18ဦးကိုရိုက်နှက်ပြီးတော့ဖမ်းဆီးသွားတာပါတဲ့သူတို့ကထိုင်းကနေပြန်လာကြရတဲ့ဖမ်းဆီးခံရသူတွေကအသက်30ဝန်းကျင်အရွယ်တွေဖြစ်ကြတယ်ဆိုပြီးတော့เนาะရင်းဖြစ်စဉ်ကိုတည်ထားတဲ့ဒါเนาะကျွန်တော်တို့သတင်းရင်းမြစ်တစ်ခုကကြောလာခဲ့တာဖြစ်တယ်ပေါ့เนาะဆိုတော့တော်တော်လေးကိုမလွယ်ကူတော့ဗျာเนาะအခြေအနေတွေကတော့ပုံမှုဆိုးရဖို့ပဲရှိပါတယ်အလုပ်ကိစ္စနဲ့ပြေပကိုခိတ္တခဏသွားရောက်နေတဲ့မင်းအောင်လှိုင်သမီးခင်တက်မွန်ဟာသတင်းပေါက်ချပြီးတိုင်ကြားခံရပြီးတော့ပြေပမှာစစ်ဆေးမှုခံယူနေကြောင်းသို့တော်လည်းအာဆီယံနိုင်ငံတွေအတွင်းမှာဖြစ်တဲ့အတွက်မင်းအောင်လှိုင်ဟာသူ့သမီးလွတ်မြောက်ရေးအတွက်အေးစစ်ဆေးပဲပြန်လဲလှုပ်ဆောင်နေကြောင်းလေသတင်းတွေထွက်ပေါ်လာနေတာပါဒီတော့အတွင်းမှာတော့မယောင်းလှိုင်ကရုရှားတရုတ်အိန္ဒိယစတဲ့နိုင်ငံတွေကိုတလ2လအတွင်းမှာသမင်းစားရည်တောက်တယ်လို့မျိုးသွားပြနေရပဲဖြစ်ပါတယ်အထူးသဖြင့်တော့ရုရှားနိုင်ငံကိုသွားရောက်တဲ့အခါမှာအခုရုရှားနိုင်ငံကနေပြည်တော်ကိုပြန်လေရောက်ရှိလာခဲ့တာဖြစ်ပြီးရုရှားခီးစဉ်ကသူအာဏာကိုရယူပြီးတဲ့နောက်ပိုင်းမှာအောင်မြင်ဆုံးဒါသဘောတူညီမှုတွေအများဆုံးရရှိထားတဲ့ခီးစဉ်ဖြစ်တယ်ဆိုပြီးတော့ဒါနေပြည်တော်မှာလည်းနိုင်ငံတော်ရဲ့ထိပ်တန်းခေါင်းဆောင်တွေကိုလာရောက်ကြိုးဆိုခိုင်းခဲ့တာပဲဖြစ်ပါတယ်ဆိုတော့အခုချိန်မှာလည်းသမီးဖြစ်သူခင်ရင်တက်မို့ခုလိုမျိုးเนาะမကောင်းတဲ့အရာနဲ့ဖြစ်သွားတဲ့အခါမှာเนาะအခုလိုမျိုးကိစ္စလေးတွေဖြစ်သွားတဲ့အခါမှာတော့မင်းအောင်လှိုင်ကတော့ဗျာရေးစစ်စစ်ပဲတာဝန်ယူဖြည့်ရှင်းနိုင်ကြအောင်ဒါနေပြည်တော်စီးသတင်းရင်းမြစ်ကထုတ်ဖော်လိုက်တယ်ပေါ့เนาะဆိုတော့နောက်ထပ်သတင်းကတော့ဒေါန်ဆန်းစုကြည်ကိုခြောက်ချခဲ့တဲ့မောင်ဝိတ်ကမယောင်းလှိုင်နဲ့ပူးပေါင်းပြီးတော့အမရပူရမြို့
မြို့ပြစီမံကိန်းအတွက်ပြည်သူပိုင်မြေဧက900နီးပါးကိုအင်အားသုံးပြီးတော့အာဓမချင်းချောက်သိမ်းယူလိုက်တဲ့သတင်းပါတော်လေးကိုဆိုးပါရယ်အလုံးလည်းမှတ်မိကြမှာပါเนาะနိုင်ငံတော်အတိုင်းအမြံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ကိုလက်ပေးခဲ့တယ်ဟုဆိုကတရားရုံးမှာထွက်ဆို၆ချခဲ့တဲ့မောင်ဝိတ်ဟာဆိုရင်တော့ဖြစ်အခုချိန်မှာနော်မင်းအောင်လှိုင်နဲ့ပူးပေါင်းလိုက်တာဖြစ်ပြီးအမရပူရမြို့ပြစီမံကိန်းတွေပြည်သူပိုင်မြေဧက480ကျော်ကိုအင်အားသုံးအာဓမချန်ခတ်သိမ်းယူနေကြောင်းမြေသိမ်းနော်ခံရတဲ့တောင်သူများကအရေးပေါ်နော်ကျွန်တော်တို့ပြည်သူတွေကိုအတိပေးလာခဲ့တာပဲဖြစ်ပါတယ်